မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင် permutation နဲ့ combination ရဲ့ပုံစံတွေကိုမတွက်ခင်မှာ permutation combination ရဲ့ဒီ theory background ကိုအနည်းငယ်ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ permutation combination ဆိုတဲ့ဟာမျိုးမှာကျွန်တော်တို့ဒီ permutation combination ပုံစံတွေကိုတွက်ပြီးဟေ့ဆိုလို့ရှိရင်အရင်ဆုံးဒီ permutation combination ကိုခွဲတတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တွက်ရတာပို့ပြီးတော့ဒီ formula တွေထဲမှာထည့်ပြီးသုံးလိုက်ရုံပဲပေါ့အဲ့တော့ permutation combination ကိုအမတို့ဘယ်လိုပုံစံမျိုးတွေမှာသုံးလဲဆိုလို့ရှိရင်ဒီ choice တွေလောက်ကြတယ်ပေါ့နော်ဒီအခြေအနေဘယ်နှခုရွေးလို့ရနိုင်လဲဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ဥပမာကျောင်းသား9ယောက်ထဲကအဆင့်1နဲ့အဆင့်2ရနိုင်တဲ့အခြေအနေဘယ်နှမျိုးရှိလဲဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ဒီဘောလုံးအယောင်5မျိုးတွေကဒီအယောင်ဘောလုံး3လုံးကိုဆွဲထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွေရနိုင်ခြေရှိလဲဘယ်လိုမျိုးအခြေအနေမျိုးတွေရတိုတယ်ဘယ်နှခုလောက်ရနိုင်မလဲဆိုတော့ဒီလိုမျိုးပုံစံတွေတွက်တဲ့နေရာမှာ permutation combination ကိုသုံးတယ်ပေါ့နော်အဲ့တော့အလွယ်အားဖြင့်အမားတို့တွေပြောကြတာက permutation combination ကိုခွဲခြားတယ်ဆိုလို့ရှိရင် order matters လား order does not matter လားဒီ order ဆိုတဲ့အစီအစဉ်ကြီးအရေးကြီးလားအရေးမကြီးလားကိုခွဲရတယ်ပေါ့အဲ့တော့ order အရေးကြီးတယ် order ဒီပုံစံမှာ order က matters ဖြစ်တယ်ဆိုရင် permutation formula နဲ့တွက်တယ် order အရေးမကြီးဘူးဆိုလို့ရှိရင် combination formula နဲ့တွက်တယ်ပေါ့နော်အဲ့တော့ဒါအမတို့သိခဲ့တဲ့ဟာပေါ့အဲ့တော့ဒီအခြေအနေမှာဒီဘလို့အခြေအနေမှာ order ကအရေးကြီးတာလဲဘလို့အခြေအနေမှာ order ကအရေးမကြီးဘူးလဲဆိုတော့ဒီဟာကိုအမ example တစ်ခုနဲ့ရှင်းပြပေးမယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်အမဒီ permutation အခြေအနေနဲ့ကိုတွက်ပြပေးမယ်ဒီဘက်မှာဆိုလို့ရှိရင် combination အခြေအနေနဲ့ကိုတွက်ပြပေးမယ်ဥပမာဘလို့အခြေအနေမျိုးလဲဆိုလို့ရှိရင်ကျောင်းသား ABC ရှိတယ်ပဲထားပေါ့နော်ကျောင်းသား3ယောက်ရှိတယ်အထဲက permutation ဆိုတဲ့ပုံစံအချင်းဆိုအမတို့ကဒီအဆင့်1နဲ့2ကိုရွေးမယ် ABC ကျောင်းသား ABC ကျောင်းသား3ယောက်ထဲကအဆင့်1နဲ့2ကိုဆွဲထုတ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒီဘယ်နှမျိုး arrangement တွေပေါ်လာမလဲပေါ့နော်အဲ့လိုပုံစံမျိုးအမတို့တွက်မယ်အဲ့လိုပုံစံမျိုးတွက်မယ်ဆိုလို့ရှိရင်အမတို့ကပထမဆုံးကျောင်းသား A ကအဆင့်1ရတယ်ဆိုရင်ကျောင်းသား B ကအဆင့်2ရဒီလိုမျိုးအခြေအနေနဲ့ကျောင်းသား B ကအဆင့်1ရကျောင်းသား A ကအဆင့်2ရဒီလိုမျိုးအခြေအနေနဲ့ဒီ order ဒီအရေးကြီးတဲ့အတွက်ကြောင့်မတူဘူးပေါ့နော် AB လို့ choice လုပ်တာနဲ့ BA လို့ choice လုပ်တာနဲ့မတူဘူးဘာလို့ဆိုတော့ AB ဆိုတဲ့အခြေအနေမှာကျောင်းသား A ဒီအဆင့်1ကျောင်းသား B ဒီအဆင့်2 BA ဆိုတဲ့အခြေအနေမှာကျောင်းသား B ဒီအဆင့်1ဖြစ်ကျောင်းသား A ဒီအဆင့်2ဖြစ်တဲ့အတွက်ကြောင့်ဒီ choice နှစ်ခုဒီမတူဘူးပေါ့နော်အဲ့လိုပဲ AC နဲ့ CA မှာလည်းမတူဘူးပေါ့အကယ်၍ဒီကျောင်းသားနှစ်ယောက်က A ကအဆင့်1ရတယ် C ကအဆင့်2ရတယ်နောက်တစ်ခုက C ကအဆင့်1ရပြီ A ကအဆင့်2ရတယ်မတူဘူးပေါ့နောက်ထပ်တစ်ခုကကြတော့ BC နဲ့ CB နဲ့မတူဘူးပေါ့ဒီလိုမျိုး order အရေးကြီးတယ်ဆိုရယ် permutation ပုံစံမျိုးမှာအမားတို့ choice လုပ်နိုင်တဲ့အခြေအနေတွေဘယ်နှမျိုးထွက်လာလဲဆိုတော့6မျိုးထွက်လာတယ်ပေါ့နော်ဒါပေမဲ့ combination အရာကဘယ်လိုမျိုးပုံစံမျိုးလဲဆိုတော့ဒီကျောင်းသား ABC တွေကဒါပေမဲ့ကျောင်းသား ABC တွေကကျောင်းတန်းရှင်းရေးလုပ်ဖို့အတွက်ကျောင်းသား2ယောက်လိုတယ်လာခဲ့ပေးပါဦးဒါဆိုရင်အမတို့ကကျောင်းသား2ယောက်ကိုပဲဆွဲထုတ်ရမယ့်အခြေအနေဖြစ်တယ်အဲ့တော့ကျောင်းသား A နဲ့ကျောင်းသား B ကိုဆွဲထုတ်တာနဲ့တန်းရှင်းလုပ်ဖို့သွားတာနဲ့ကျောင်းသား B နဲ့ကျောင်းသား A ကိုဆွဲထုတ်တာပြီးတန်းရှင်းလုပ်ဖို့သွားတာကဒီကျောင်းသား2ယောက်ပဲပေါ့နော် A နဲ့ B ကိုလည်းခေါ်သွားတာပဲဒီလိုအခြေအနေမျိုးမှာအမှားပါပါလေ order အရေးမကြီးတော့ AB ကိုပဲဆွဲ A ကိုအရင်ဆွဲခေါ်ပြီး B ကိုနောက်မှဆွဲခေါ်ပြီးတန်ရှင်းရေးသွားလုပ်လို့ B ကိုအရင်ခေါ် A ကိုနောက်မှခေါ်ပြီးတန်ရှင်းရေးသွားလုပ်လို့ဒီအခြေအနေကမတူဘူးပေါ့နော်sorry ဒီအခြေအနေကအတူတူပဲပေါ့နော်ဒီကျောင်းသား A နဲ့ကျောင်းသား B တန်ရှင်းရေးလုပ်ရတာကအတူတူပဲပေါ့အဲ့တော့ဒီလိုအခြေအနေမှာအမှားတော့ဒါဒီ order အရေးမကြီးတဲ့အခြေအနေပေါ့အဲ့လိုပဲကျောင်းသား A နဲ့ကျောင်းသား C တန်ရှင်းရေးသွားလုပ်ရတယ် A ကိုအရင်ခေါ် C ကိုနောက်မှခေါ်ဒါပေမဲ့ C ကိုအရင်ခေါ်ပြီး A ကိုနောက်မှခေါ်သွားတယ်ဒါတန်ရှင်းရေးသွားလုပ်ရတာကဒါအတူတူပဲပေါ့ဒီလိုမျိုးဆိုရင်ဒါအမှားတော့ဒီလိုမျိုး choice တစ်ခုပဲလို့ပဲယူဆရတဲ့အတွက်ကြောင့်အမှားတော့ဒီကောင်မျိုးထည့်ကောက်စရာမလိုတော့တာပေါ့အဲ့လိုပဲနောက်ထပ်အခြေအနေမှာဆိုလို့ရှိရင်ဒါလည်းဆိုတော့ BC ကိုယူတဲ့ကျောင်းသား B နဲ့ကျောင်းသား C တန်းရှင်းသွားလို့တဲ့အခြေအနေမှာလည်းအတိုင်းပဲ BC နဲ့ CBD ဒီအတူတူပဲအဲ့တော့အမှားတို့ကပါလဲဆိုတော့ဒီနောက်ကဒီတူတဲ့ order ဒီ neglect လုပ်လို့ရတဲ့အတွက်ကြောင့်မို့လို့ဒီ BC က CB နဲ့အတူတူပဲဆိုတဲ့အတွက်ကြောင့်တော့တဲ့မကောက်ဘူးပေါ့အဲ့တော့ combination အခြေအနေမှာじゃအမှတို့ဘယ်နှခုပဲရလာလဲဆိုလို့ရှိရင်3မျိုးပဲယူလို့ရတာဒါဒီ permutation နဲ့ combination ရဲ့ကွာခြားချက်အဲ့တော့
ဒီ permutation combination ကွာခြားချက်ပေါ်မှာမူတည်ပြီးတော့အမားတို့ဒီကပါလဲဆိုတော့ဒီ formula တွေနဲ့ထည့်ပြီးတော့ formula တွေဒီသူ့ရဲ့အသီးသီး formula တွေရှိရပေါ့နော် permutation မှာဆိုရင် p npr is equal to n factorial by n minus r factorial ကိုသုံးပြီးတော့ combination မှာဆိုလို့ရှိရင် ncr equal to n factorial by r factorial into n minus r factorial ကိုအမားတို့သုံးတယ်အဲ့တော့ဟုတ်ပြီဒါကိုအမားပေးခဲ့တဲ့ ABC ကနေပြီးတော့ choice လုပ်ထားတဲ့ exam တွေနဲ့ထွက်မယ်ဆိုလို့ရှိရင်ဒီ total အနေနဲ့ကျောင်းသားဒီ ABC ဆို3ယောက်ရှိတယ်ဆိုတော့ ND 3ဖြစ်တယ်ပေါ့နော်အဲ့ဒီက choice လုပ်ချင်တာဒီ2ယောက်ထည့်အဲ့တော့ RB 2ဖြစ်တယ်ပေါ့အဲ့တော့ permutation အရာဆိုလို့ရှိရင် ND 3 RD 2အခြေအနေမှာ 3B 2ဆိုတဲ့အခြေအနေမှာတွက်မယ်ဆိုရင် n နေရာမှာ3ကိုအစားသွင်း3 factorial 3 minus r နေရာမှာ2ကိုအစားသွင်း2 factorial equal to ဘယ်လောက်လဲ3 factorial by 1 factorial 1 factorial ကတကယ်တော့1ပဲထွက်တာပေါ့အဲ့တော့3 factorial ဆိုတာသိတယ်3 into 2 into 1 1 factorial 1ပဲထွက်တယ်ဆိုတော့အမှားတို့6ရတယ်ပေါ့နော်ဒါဒီခုနက permutation counts ဒီမှာဆိုရင်အဖြေဒီ6ထွက်ခဲ့တာ ਨੇ အတူတူပဲပေါ့အဲ့လိုပဲ combination ရဲ့ formula မှာဆိုလို့ရှိရင် n factorial by r factorial into n minus r factorial ဆိုပြီးတော့သုံးလို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုလဲ n က3 r က2ထည့်ပြီးတော့တွက်ကြည့်မယ် 3c2 ဘယ်လောက်ရမလဲ3 factorial by 2 factorial into 3 minus 2 factorial ဒါဆိုရင်3 factorial by 2 factorial into 1 factorial 1 factorial က1ပဲထွက်မှာဆိုတော့2 factorial into 1က2 factorial ရမှာအပေါ်က3 factorial ပေါ့အဲ့တော့ဟုတ်ပြီ3 factorial ဘယ်လောက်လဲ3 into 2 into 1 2 factorial ဘယ်လောက်လဲ2 into 1ကျွန်တော်ဒါဒီလိုချိန်လို့ရတယ်အဲ့တော့နောက်ဆုံးမှာ combination ရဲ့ choice တွေဘယ်နှခုထွက်လာလဲ3ခုထွက်လာတယ်ဒီကောင်ကြီးဒီဘက်မှာဆိုလို့ရှိရင်လည်းအမတွက်ခဲ့တဲ့အရာဘယ်လောက်ထွက်လဲ3ဆိုပြီးတော့ထွက်တယ်တရားလို့ပေါ့နော်အဲ့တော့နောက်ဆုံးမှာအဆုံးသက်လေးအနေနဲ့ဒီ examples လေးတွေပြန်ပြီးပေးမယ်ပေါ့နော်ဘယ်လိုပုံစံမျိုးက permutation ပုံစံမျိုးဖြစ်ပြီးတော့ဘယ်လိုပုံစံမျိုးက combination ပုံစံမျိုးလဲလို့ပြောရလို့ရှိရင်ဒီမှာ permutation exam မှာ arrange 3 students out of 5ကျောင်းသားတူတဲ့9ယောက်ရှိတယ်9ယောက်ထဲက3ယောက်ကိုအဆင့်ဆင့်မယ်အစီအစဉ်ဆင့်မယ် okay အဆင့်ဆင့်နေဆိုတဲ့အချိန်မှာ okay ကျောင်းသား1နှစ်3ရှိတယ်ကျောင်းသား1နှစ်3အဆင့်ဆင့်တာနဲ့ကျောင်းသား3နှစ်1ကိုအဆင့်ဆင့်တာနဲ့မတူဘူးလေဟုတ်တယ်မလားအဲ့တော့ဒီလိုမျိုး order အရေးကြီးတဲ့ပုံစံတွေ permutation ပုံစံဖြစ်တယ်ဒါပေမဲ့ combination exam မှာဆိုလို့ရှိရင် choose 3 fruits out of 5အသီး5မျိုးတွေက3မျိုးရွေးမယ်ဥပမာဆိုလို့ရှိရင်ထားဒီဘယ်လိုပြောတရက်သီးရှိတယ်တခွားသီးရှိတယ်ဖရဲသီးရှိတယ်စပစ်သီးရှိတယ်နောက်ထပ်တစ်ခုကကျလိမ္မော်သီးရှိတယ်၅မျိုးတွေကအသီး3မျိုးရွေးမယ်ဖရဲသီးရယ်လိမ္မော်သီးရယ်တရက်သီးရယ်ရွေးရမယ်တရက်သီးရယ်လိမ္မော်သီးရယ်ဖရဲသီးရယ်ရွေးရမယ်အတူတူပဲဟုတ်တယ်မလားဘလို့ order မှာပဲရွေးဒီအသီး3မျိုးကိုရွေးချယ်လိုက်တာဖြစ်တယ်ဒါကြောင့်မလို့ဒီလိုပုံစံမျိုးဒီဘလို့ပုံစံမျိုးလဲဆိုတော့ order အရေးမကြီးတဲ့ combination ပုံစံမျိုးတွေဖြစ်တယ်ဆိုတော့ဒီလိုမျိုး order အရေးကြီးရင်မကြီးဘူးပေါ်မှာမူတည်ပြီးတော့ permutation ပုံစံလား combination ပုံစံလားကိုခွဲမယ်ပြီးလို့ရှိရင်သူရဲ့ formula အတိုင်းထည့်တွက်ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီဗီဒီယိုလေးအတွက်ကတော့ဒီလောက်ပဲနောက်မှာ combination permutation ပုံစံမျိုးဆက်ပြီးတော့တွက်ကြပါမယ်ကျေးဇူးတင်ပါတယ်